တာတိဆိုတဲ့ယဟန်ကတော့အယူဝါဒရေးရနဲ့ပတ်သက်လာတဲ့အခါမှာသူကဘာဆွဲမြဲထားတော့ဆိုလို့ရှိရင်လူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့အသိစိတ်ကလေးအဲ့ဒီစိတ်ကလေးဟာခံစားတတ်တယ်ဒီစိတ်ကလေးရှိနေတဲ့အခါမှာလူတွေဟာစကားပြောတယ်ခံစားတယ်စကားပြောတယ်ဆိုတဲ့ဒီအသိစိတ်လေးဟာတဘဝကနေတဘဝကူးနေတာတဲ့ဒီဘဝဒီခန္ဓာကိုယ်ကြီးဟောင်းသွားတဲ့အခါနောက်ဘဝခန္ဓာအတိရှာပြီးတော့ကူးသွားတယ်ဒီလိုသူကဗမာလိုပြောမှဆိုဝိညာဉ်ကလေးပေါ့ဗမာတွေပြောတဲ့ဝိညာဉ်ကလေးလိပ်ပြာကလေးပေါ့ဒါလေးကသာဝရမြဲနေတယ်လူရဲ့ခန္ဓာကိုယ်ထဲမှာတည်သွားရင်လိပ်ပြာလေးကထွက်သွားပြီးတော့နောက်ဘဝရောက်သွားတယ်ပေါ့ဘဝတစ်ခုကူးပြန်တယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကရဲတဲ့တရားတစ်ခုမှမရှိပဲနဲ့အခုဝိညာဉ်လေးကနောက်ဝိညာဉ်ဖြစ်တယ်ဆိုတာဘုရားဟောတဲ့တရားမှမဟုတ်ပဲမြတ်စွာဘုရားကစိတ်ကလေးတစ်ခုဟာအခုဖြစ်ပြီးအခုချုပ်သွားပြီနောက်ထပ်ဖြစ်တာကနောက်စိတ်စင်စစ်မပြအကြောင်းတွေပေါ်အကြောင်းပြုပြီးတော့တစ်ခုစီဖြစ်နေတာဒီစိတ်ကလေးထပ်ဖြစ်တာမဟုတ်ဘူးနောက်ဖြစ်တဲ့စိတ်ဒီနောက်စိတ်အဲ့ဒါလို့စင်စစ်မပြစိတ်ကလေးရဲ့သက်တမ်းဟာအမတန်တူထောင်းတဲ့အချိန်ပိုင်းလေး၃ခုပဲရှိတယ်ထိုတူထောင်းတဲ့အချိန်ပိုင်းကလေးရှိပြီးဖြစ်သွားတဲ့စိတ်ကလေးဟာလည်းနောက်ထပ်ပေါ်လာတာမဟုတ်ဘူးနောက်ထပ်ပေါ်လာကကော်ပီပဲအလားတရံတူတဲ့အရာပေါ်လာဆိုပါစို့ဖျောင်းနိုင်မီးလေးထွန်းထားပြီးတော့ထိုဖျောင်းနိုင်မီးလေးကိုညှိမ့်လိုက်လို့ငြိမ့်သွားတယ်နောက်တစ်ခါထပ်ပြီးတော့ထွန်းလိုက်တယ်အဲ့တော့နောက်ထပ်ထွန်းလို့လင်းလာတဲ့မီးလေးကပထမငြိမ့်သွားတဲ့ဖျောင်းနိုင်မီးနဲ့အလားတရံတူပဲသို့တော့ငြိမ့်သွားတဲ့မီးလားလို့ဆိုဘယ်ဟုတ်ငြိမ့်သွားတဲ့မီးကဘယ်တော့မှပြန်မလာတော့ဘူးထို့တူပဲစိတ်ဟာဖြစ်ပြီးပြတ်သွားတဲ့စိတ်ဟာဒီစိတ်ကလေးကတော့ဘယ်တော့မှပြန်မပေါ်ဘူးနောက်ထပ်ပေါ်တာကနောက်စိတ်ပဲအဲ့တော့မြဲတဲ့ဝိညာဉ်ဆိုတာမရှိနိုင်ဘူးလို့မြတ်စွာဘုရားရှင်းပြပေမဲ့လို့တာတိယဟန်ကသဘောပေါက်သွားတာမရှိဘူးတဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုနာယူတဲ့အခါမှာတိမ်ဆောင်သွားနိုင်တယ်တဲ့ဗမာပြည်မှာလဲဟိုဆရာတော်ကဒီလိုဟောတယ်ဒီဆရာတော်ကဒီလိုဟောတယ်နဲ့ဒါမျိုးတွေဖြစ်ပြီးတော့တန်တရားမဖြစ်ကြရလေအောင်စားရဲပါတယ်ဆိုတာလဲအဓိကမဟုတ်ဘူးစားရဲမပါဘူးဆိုတာလဲအဓိကမဟုတ်ဘူး